မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ23ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့ပါရှင်။ဒေါ်လာရေးတပ်တွေရဲ့စိုးမိုးနယ်မြေမှာမလေးရှားနိုင်ငံထပ်တောင်ကြီးမားနေပြီးတော့အသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို ERO တွေကသဘောတူညီလက်ခံထားတယ်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။အီရန်ကိုနိုင်ငံအများအပြားကနျူကလ িয়ার လက်နက်ထောက်ပံ့ရန်အသင့်ရှိနေတယ်လို့ရုရှားသမ္မတဟောင်းကပြောလိုက်ပါတယ်။မတရားမြို့နယ်မှာရှိတဲ့ပါကျုပ်ဆရာတော်ကြီးစောက်လုံလုံတန်းထားတဲ့ဆေးရုံကိုစစ်ရှုံကောင်စီတပ်ကဘုံကျဲမိလို့မိဘကနေကိုဝင်တဲ့တအူးတေဆုံးပြီးတော့12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရရှင်။လာရှိုးမှာစစ်ကောင်စီတပ်အင်အားထောင်ကနန်းနှိပါထပ်မံဖြစ်တင်ထားတယ်လို့သိရပါတယ်။စစ်တပ်အရာရှိကြီးတွေတေဆုံးခဲ့တဲ့မင်းလာဘက်မှာတော့စစ်ရှုံကောင်စီကအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။မေလာမြို့နယ်ထဲကဗိုလ်တထောင်ကြီးရွာကိုစစ်ရှုံကောင်စီတပ်ကမီတင်ရှို့နေကြပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာတော်လှန်ရေးတပ်တွေရဲ့စိုးမိုးနယ်မြေမှာမလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးတော့အသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေသည်ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ERO တွေကအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။ The Burma Guardian မှာဝိုင်းရင်သတင်းတောက်ဦးခင်မောင်စိုးနဲ့တွေ့ဆုံမေးမြန်းခါမှာအမျိုးသားညီညွတ်ရေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအခုလိုပြောလိုက်တာပါ။အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နယ်မြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျယ်နေပြီ။အဲ့ဒီ feeling တကယ်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လယ်ကွင်းတွေစိုက်ခင်ပြိုးခင်းတွေမစိုက်တဲ့မပြိုးတဲ့လယ်ကွင်းတွေမှာမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရာဒေသမှာမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာပုံမှန်လဲပတ်နေတဲ့စိုးမိုးဒေသတစ်ခုရှိနေတယ်လေချောင်းရံမှာအပါပေါ့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဒီမြေဒီရေဒေသတွေကိုငါတို့တွေစိုးမိုးနေပါလားငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်ပါလားဆိုတဲ့အသည့်နဲ့ feeling ခံစားချက်တွေမြေပြင်ရောက်တဲ့အချိန်မှာရတယ်လို့ဒေါက်တာဇော်ဝေဆိုးကရှင်းပြပါတယ်မလေးရှားနိုင်ငံကarea စတုရန်မိုင်ပေါင်း329,924ကျယ်ဝန်းပြီးတော့မြန်မာနိုင်ငံမှာ area စတုရန်မိုင်ပေါင်း2,611,928ရှိသဖြင့်မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံထက်နှစ်ဆသေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ informal အဖွဲ့အစည်းတွေနဲ့တွေ့ဆုံသလောက် informal ကျွန်တော်နားလည်သလောက်တော့အဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်နေတယ်ဆိုတာအားလုံးသဘောတူပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ဖို့အတွက်ကတော့စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်။နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့အားလုံးစူးစမ်းရမယ်။ဒါကြောင့်စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းဝန်းပြီးတော့စူးစမ်းဖို့လိုတယ်။အားလုံးသဘောကတော့ Federal Democracy နိုင်ငံမဖြစ်ခင်မှာ transitional government နဲ့ transitional arrangement လိုတယ်ဆိုတာအားလုံးကသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကတဲ့နယ်မြေစိုးမိုးမှုရှိနေပြီး2021တုန်းကဘာနယ်မြေမှမစိုးမိုးဘူး2025မှာသက်ဆိုင်ရာ Federal ဒေသလိုက်ရခိုင်ဆိုရင်ရခိုင်မှာတင်ထားတာအများကြီးပဲအလားတူပဲချင်းကချင်ရှမ်းမြောက်ကရင်နီအခုဆိုရင်ကရင်ပေါ့အထဲထဲမှာပြည်မဒေသတွေလည်းအများကြီးပဲအဲ့ဒီမှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုလိုတယ်ဆိုတာအားလုံးသဘောပေါက်ပါတယ်သဘောလဲတူတယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အားလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတယ်ဆိုတာအားလုံးသဘောတူပါတယ်လို့သူကဆက်ပြောထားပါတယ်ဆရာနာရှင်ကိုချိန်မုံပြီးတော့အသွင်ကူးပြောင်းရေးအစိုးရတရက်ပေါ်ပေါက်လာရန်မြန်မာပြည်သူများအပါအဝင်တော်လှန်ရေးအင်အားစုအားလုံးစစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်နိုင်ရေးအတွက်ဝိုင်းဝန်းတွန်းအားပေးစ조사ကြရန်လိုကြောင်း NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အီရန်နျူကလ িয়ার စခန်းနေရာ3ခုကိုအမေရိကန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာနိုင်ငံအများအပြားကအီရန်ကိုနျူကလ িয়ার ထိပ်ဖူးများထောက်ပံ့ရန်အသင့်ဖြစ်နေကြောင်းရုရှားသမ္မတဟောင်းဒီမီထရီမက်ဗီဒက်ကပြောပါတယ်။နျူကလ িয়ার ပစ္စည်းတန့်စင်မှုနဲ့အခုချိန်မှာကျွန်တော်တို့ဒါကိုပွင့်ပွင့်ရှင်းရှင်းပြောနိုင်တယ်။ရှေ့ကာလနျူကလ িয়ার လက်နက်တွေထုတ်လုပ်မှုကစပ်ပါလိမ့်မယ်လို့လက်ရှိရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌမတ်ဗီဒက်ကဇွန်လ22ရက်နေ့မီရီယာမှာပြောခဲ့ပါတယ်။နိုင်ငံတော်တော်များများကအီရန်ကိုသူတို့ရဲ့ကိုပိုင်နျူကလ িয়ার ထိပ်ဖူးတွေဓာတ်ရိုက်ထောက်ပံ့ဖို့အသင့်ရှိနေတယ်လို့
မတ်ဖီဒတ်ကပြောပါတယ်ဘယ်နိုင်ငံတွေကပြိပခတဲ့ဝင်ပါနိုင်ပြီးတော့အီရန်ကိုထောက်ပံ့ပေးနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မတ်ဖီဒတ်ကအတိအကျအသေးစိတ်ပြောဆိုခြင်းတော့မရှိပါဘူးဒါပေမဲ့ရုရှားရဲ့တမိုင်းချောင်းအရာအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ကိုထောက်ခံထားပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အီရန်နဲ့အစ္စရေးအကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြည်လည်မှုရအောင်ကူညီဆောင်ရွက်ပေးမယ်လို့ကမ်းလှမ်းထားပါတယ်။ဒါပြင်အမေရိကန်နဲ့အီရန်ကြားနျူကလ িয়ার သဘောတူညီချက်တရက်ရရှိရန်ဂျောင်းဝင်ကူညီညှိနှိုင်းမယ်လို့မော်စကိုကကမ်းလှမ်းထားပါတယ်။မော်စကိုက2015အီရန်သဘောတူညီချက်လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်အရအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ပေါ်ကန့်သတ်မှုအတွက်အပြန်အလှန်အားဖြင့်အီရန်ပေါ်တန်ခတ်ပိတ်ဆို့မှုများရုပ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်မှာ Trump သူ့ရဲ့ပထမသမ္မတသက်တမ်းမှာအဲ့ဒီသဘောတူညီချက်ကိုနှုတ်ထွက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကအီရန်ရဲ့အဓိကနျူကလ িয়ার စခန်း200ဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan တို့ကိုအမေရိကန်ကတိုက်ခိုက်မှုလို့လှုံ့ဆော်ပြီးတဲ့နောက်မှာယခုသမ္မတဟောင်းမတ်ဖီဒတ်ရဲ့မှတ်ချက်စကားထွက်ပေါ်လာတာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းမတရားမြို့နယ်မတရားနဲ့စင့်ကူးမြို့နယ်အဆက်ကပါကျုံဆရာတော်ကြီးစောက်လုပ်လူတန်းချတဲ့မြစ်တာနန္ဒရက်ကန်စင်စေယုံကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲလို့မိဖွားကနေကိုဝင်းတဲ့တအူးတေဆုံးပြီးတော့အရက်သား12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကဇွန်လ22ရက်နေ့ည7:00နာရီခွဲဝန်းကျင်မှာ Jet Fighter နဲ့ပေါင်300ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်မတရားမြို့နယ်စေရောလန်ခွဲကျေးရွာကနေစေယုံကိုမီးဖွားဖို့လာတဲ့အသက်30ဝန်းကျင်အရွယ်ကိုဝင်းတဲ့အမျိုးသမီးတဦးတေဆုံးခဲ့တာလို့ဆိုပါတယ်။စကားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တယ်ပြည်သူတွေကိုကြည်တယ်လို့နိုင်ငံတကာမှာပြသနေပေမဲ့တကယ်တမ်းတော့ကျွန်တော်တို့ပြည်သူတွေကလေကြောင်းတိုက်ခိုက်တာတွေစကားရဲ့လက်နက်ကြီးတံတွေစကားရဲ့ညင်ပန်းနှိပ်စက်မှုမျိုးတွေခံနေရတယ်။အခုလဲလေကြောင်းလုံးဝတိုက်ခိုက်ဖို့မသိတော်တဲ့နေရာတွေကိုတိုက်ခိုက်တယ်။ဥပမာစေယုံစာတင်ကျောင်းစစ်ဆောင်စခန်းဖုန်ကြီးကျောင်းအဲ့လိုနေရာတွေလေချောင်းတိုက်ခိုက်တဲ့နေရာတွေမဟုတ်ဘူးဒါပေမဲ့လေချောင်းတိုက်ခိုက်တယ်အဲ့လိုအနေအထားကိုကြည့်ချင်းအဖြစ်စကားရဲ့ရက်ဆက်ရုံမှမှုကိုကျွန်တော်တို့မြင်တွေ့နိုင်တယ်ပြည်သူတွေလည်းစကားရဲ့အယုံသွင်းနေတဲ့အရာတွေကိုလုံးဝလက်မခံကြဖို့စကားနဲ့အဝေးကိုနေထိုင်ကြဖို့ကျွန်တော်ပြောချင်တယ်လို့ပြည်ဦးလင့်ခရိုင်ပကဖသတင်းတာဝန်ခံကပြောပါတယ်ဒါအပြင်ဘုံကျဲမှုကြောင့်ဆေးရုံမှာကုသမှုခံယူနေတဲ့အသက်35နှစ်အရွယ်မျိုးသမီးတဦးအပြင်းထန်ဒဏ်ရာနဲ့အရက်သား12ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့ဆေးရုံတာဖွာမိရဲ့အဆောင်အပါဝင်ဆေးရုံအဆောင်အုံ3လုံးထိမှန်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူပဲပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာစင်ကူမြို့နယ်လက်ပံလာကျေးရွာတစ်တော်ယုံအနီးကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့အသက်80နီးပါးအဖွားအိုတအူခြေထောက်မှာဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်လည်းပျက်စီးခဲ့တယ်လို့မြေပြင်အခြေအနေကိုသိရှိသူတဦးကပြောထားပါတယ်။စစ်ကောင်စီတပ်ဟာအရက်သားတွေနဲ့တပ်ဆိုင်တဲ့ဆေးရုံစာတင်ကြောင်းစစ်ဆောင်စခန်းနဲ့ဘာသာရေးအဆောက်အုံတွေကိုဥတီတိုက်ခိုက်နေတာကြောင့်လူထုတွေအနေနဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့ဘုံခိုခြင်းတွေတူးထားဖို့ပြင်ဦးလင်ပကဖကတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်ရဲ့ဖိအားကြောင့်ကိုကန့်တက် MMDA စုတ်ခွာပေးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အတွင်းမှာစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဇွန်လ21ရက်နေ့မှာအင်အား1000နီးပါးထပ်မံဖြစ်တင်ခဲ့တယ်လို့လာရှိုးမြို့ခံတွေကပြောပါတယ်။တင်ကာအပါဝင်စစ်ကောင်စီရင်တန်းအစီး90နီးပါးလာရှိုးမြို့ကိုဒီကနေ့ကရောက်ရှိလာခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်သားအင်အား1000နီးပါးပါဝင်နိုင်တယ်လို့မြို့ခံတွေကခန့်မှန်းကြပါတယ်။အဲ့ဒီရင်တန်းမှာလာရှိုးမြို့သို့မရောက်ခင် MMDA တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့စစ်ကောင်စီတပ်တို့ညှိနှိုင်းခဲ့ကြတဲ့ဖြစ်စဉ်အခြေအနေကိုသိရှိထားတဲ့လာရှိုးမြို့တအုပ်ကလည်းပြောပါတယ်။မနက်ပိုင်းမှာ MMDA တပ်နဲ့စစ်တပ်ခေါင်းဆောင်တွေမြို့အထွက် AD တရားအကျော်ဟိုပိတ်ရွာမှာတွေ့ကြတယ်။ညနေပိုင်းတော့စစ်ကားတွေဝင်လာတာပဲညှိနှိုင်းပြီးဝင်လာတဲ့သဘောလို့ပြောလို့ရတယ်။ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထောက်ပို့တပ်ဆက်သွယ်ရေးတပ်တင့်ကာတက်တစိမ့်တွေဝစ်စုံတွေကိုဝစ်ဆင်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီရင်တန်းတွေကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့နှီးဆက်ရာအမြောက်တပ်ထောက်ပို့တပ်အတွင်ကိုဝင်ရောက်တာကိုတွေ့တယ်လို့မြို့ကန်တွေကပြောပါတယ်။လာမယ့်ဇွန်လကုန်မှာတိန်နီမြို့ကိုစစ်ကောင်စီတပ်တို့ MMDA တပ်ကပြန်လွဲမယ်လို့သတင်းတွေထွက်ပေါ်နေချိန်မှာအခုလိုစစ်ကောင်စီရင်တန်းတွေကအင်အားအလုံးအရင်နဲ့ရောက်လာတဲ့အတွက်စောင့်ကြည့်ရမယ့်အခြေအနေလို့လည်းဆိုပါတယ်။
ရှားမခတိုင်းရဲ့အင်အားဖွဲ့စည်းပုံအတိုင်းအင်အားဖြစ်တင်ထားလားဒါမှမဟုတ်သိန်းဒီကိုပြန်ပေးမယ်လို့သတင်းထွက်နေတော့အဲ့ဒီအတွက်လာတာလားဆိုတာတော့စောင့်ကြည့်ရမယ်လို့လာရှိုးမြို့ကအမျိုးသားနောက်ထပ်တအုပ်ကလည်းပြောပါတယ်။သိန်းဒီမြို့ကန်တွေကတော့ဇွန်လ23ရက်နေ့အထိမြို့ပေါ်မှာအပြောင်းလဲတစုံတရာမရှိဘဲနဲ့ MMDA တပ်ဖွဲ့တွေကပုံမှန်တိုင်းအုပ်ချုပ်နေတယ်လို့ပြောပါတယ်။လာရှိုးမြို့မြောက်ဘက်လေရင်ကွင်းအနီးမှာတည်ရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှားမခလက်အောက်မှာခြေလင်တပ်ချေမြန်တပ်စေတပ်ရင်ထောက်ပို့တပ်ဆက်သွယ်ရေးပညာရေးဝင်တင်တပ်အမြောက်တပ်တန်ချက်ကာတပ်စစ်လက်နက်ပစ္စည်းတိုးလောင်ရေးစောက်လုပ်ရေးစတဲ့တပ်တွေအခြေစိုက်ထားတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ရှုံးကောက်စီလက်အောက်ခံတပ်တွေကမင်းလာမြို့နယ်ဗိုလ်တထောင်ကျေးရွာကိုမီးတင်ရှို့နေကြောင်းမင်းလာမြို့နယ်မှာပြည်သူတွေနဲ့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့ဇွန်လ23ရက်နေ့နနက်9:00နာရီအချိန်ကစပြီးတော့စစ်ကောင်စီတပ်ကပဲခူးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်မင်းလာမြို့နယ်ကန်းကော်ပင်အုပ်စုဗိုလ်တထောင်ရွာကိုမီးတင်ရှို့နေတာကြောင့်အဲ့ဒီကျေးရွာမှာပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မီးတင်ရှို့တာပါ။ပြည်သူတွေအများစုကတော့ထွက်ပြေးတိမ်းရှောင်ကြပေမဲ့ဖန်စီတပ်ဖြတ်ခံရသူရှိမရှိကိုတော့မသိရသေးဘူးလို့မင်းလာမြို့နယ်တည်င်းရင်းမြစ်တအုပ်ကလည်းပြောပါတယ်။မနေ့ကဇွန်လ22ရက်နေ့ကလည်းစစ်တပ်ကဥရိုကညင်ပင်အုပ်စုဥရိုကျွဲလန်းအုပ်စုမှနေအိမ်တစ်လုံးနဲ့ညနေပိုင်းမှာရွေးကုန်းရွာထိပ်မှာရှိတဲ့တယော်ကုန်းကျိုးတရအနီးကနေအိမ်နှလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အရင်ရက်တွေကလည်းစစ်ကြောင်းထိုးမဲ့သတင်းကြလို့ကန်းကော်ပင်အုပ်စုမှာရှိတဲ့ရွာတွေအားလုံးအိမ်ဆောင်လူလောက်ပဲထားပြီးတော့နေဆက်ရာရွာနဲ့မင်းလာမြို့ပေါ်မှာတိမ်းရှောင်နေတာပါဒီမနေ့မနက်မှာတော့ဗိုလ်တထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့လို့ရွာမှာကြံနေတဲ့အိမ်ဆောက်တွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံနောက်ထပ်တအုပ်ကပြောပါတယ်ဇွန်လ16ရက်နေ့မှာညနေ4:00နာရီအချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်စေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးဖြိုမင်းဦးတာယာဝတီခရိုင်ဒုတိယရဲမှူးကြီးစိုးခိုင်တို့မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးရန်နိုင်အောင်အပါအဝင်စစ်တပ်ဘက်မှ20ဦးထပ်မံတေဆုံးခဲ့ပါတယ်။အဲ့လိုစစ်တပ်မှအရာရှိအများပြားတေဆုံးထိခိုက်မှုများပြားသဖြင့်စစ်ကောင်စီကဇွန်လ19ရက်နေ့ကစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုစစ်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာကကျေးရွာတွေကိုမီးတင်ရှို့မှုတွေဇက်တိုက်လှုပ်ဆောင်လာတာလို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ Hit the scene, say that's why I do me. Chose out that for me. Favorite on Zoom, 12 at that way base at me. How it goes, it tell you at me. Sana Kuni Pema, how I let me. Yeah, in great out baby, that did this on ye. Yendu Anna Jumia, Chimo Mikemi. Yankinyane sweat, Yanki. Yo, GD. Ramati, you I'm waiting, I'll see thee. Like when I live, like kind of yummy. Naro ako, naro yeyosi. Cozy at the page, the yego bono deal. The mind you place at page, could give you this sati. Tilu about me, send up yummy. Nang and logo truth, sit on me. Keep this in, say that's why I do need. Chose up that Johnny,
ပြည်တော်စုအတွက်အသက်သွေးပေးဆက်မည်တာဝန်ကိုစီထမ်းရွက်ကြမည်စာရာကူညီပေးမှာထာဝရလက်တွင်ညီရဲ့ရင်သွေးတောက်ပြီးတတိသစ္စာညီရန်သူအာနာယူမြခြေမုံမြင့်ဖြစ်မည်ဉာဏ်ပညာနဲ့ဆွဲဖြတ်တည်ညီယုံကြည်သည်ဘာမထီဒီလူကမွေးတဲ့အောင်စင်သည်တိုက်ပွဲတိုင်းလေတိုက်ခိုင်နိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည်ဘာမထီဒီလူကမွေးတဲ့အောင်စင်သည်တိုက်ပွဲတိုင်းလေတိုက်ခိုင်နိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအသက်ပေးကြတဲ့ရေကောင်းပေါင်းတို့သည်အမိုင်းချွေပေးဆက်သေးကြကတိပြုသစ္စာတည်ဒီလူပေါင်းဤစံသာပြရမည်နိုင်ငံတော်ကိုသူစိတ်ကြမည်